ကျမကိုတောက်လျှောက်မေးနေပါတော့အမအစာရင်တက်တာသွားပြီလားအခုဘာတွေစားနေလဲဘာစီးတွေတောက်နေလဲဘလို့တက်တာသွားရလဲအများကြီးမေးနေကြတဲ့သူတွေကိုကျမအကုန်ပြောပြပါမယ်ပြီးတော့လိန်ကောင်းသမားတွေအတွက်လည်းကျမပြောပြမှာဖြစ်တဲ့အတွက်ဗီဒီယိုအဆုံးထိကြည့်စေချင်ပါတယ်ဒါပေမဲ့ဗီဒီယိုကအရန်ရှည်တဲ့အတွက်အပိုင်း1 2 3 4 5ထိသွားပါမယ်စိတ်ရှိရှိနဲ့ဝင်ကြည့်ပေးပါရှင်ဒီ TikTok မှာကျတော့သိရမလား10မိနစ်ကျော်ရင်10မိနစ်ကျော်လောက်ပဲတင်ရတာပေါ့နော်ဒါပေမဲ့ကျမ3မိနစ်လောက်ထိတင်ပြီးတော့1 2 3 4 5ကျမသွားပါမယ်ဒါကျမအခုလက်ရှိကိုယ့်ရဲ့အတွေ့အကြုံလေးတွေကိုပြန်ပြီးတော့ဖြည့်ပေးတာပေါ့နော်ကဲဒီနေ့မေးကြတယ်တော်တော်များများလာမေးကြတဲ့မေးခွန်းလေးကိုကျွန်မဒီနေ့ဖြည့်ပေးချင်ပါတယ်ကျွန်မအခုစာရင်တက်တာသွားပြီလားဆိုရင်ဟုတ်ကဲ့အရင်တော့ထက်စာရင်တက်တာသွားပါပြီတော်တော်လေးကိုတော့တက်တာသွားပြီပေါ့နော်အစားအသောက်ဆိုလေတော်တော်များများစားနေပြီကိုကစင်တော့စင်ကျင်ရတာပေါ့နော်ဥပမာကျွန်မဒီနေ့ခုနကတင်ထားတယ်ကျွန်မချက်မောင်နဲ့ညစ်ချက်မောင်ကျော်စားခြင်းနဲ့ကျွန်မချက်မောင်နဲ့မတည့်ဘူးချက်မောင်မတည့်ဘူးချက်မောင်ငပိငချောက်ငပြာရည်ငချောက်ကြတော့ကိုယ်တိုင်လုပ်ပြီးတော့လက်လက်ဆက်ဆက်ဒီနေ့လုပ်ဒီနေ့6တယ်ငချောက်တော့ကျွန်မစားတယ်အခုမိုးဝင်ပြီးတယ်ကျွန်မငချောက်မစားတော့ငပိငချောက်ငပြာရည်ခုနပဲအမျိုးမျိုးကလပ်ပဲခုထိမစားရသေးဘူးကလပ်ပဲလို့ပေါ့နော်အဲ့လိုတွေတော့ကျွန်မရှောင်ပါတယ်ကျန်တာတော်တော်များများစားလို့ရနေပါပြီအဲ့တော့ကျွန်မအခုလက်ရှိဘာတွေစားနေလဲဆိုတာကိုဘာဆေးတွေတောက်နေလဲဆိုတာကိုအရင်ပြမယ်တော်တော်ကြီးလက်ကောင်းမှုတော်တော်ကြီးလက်သက်တာတယ်အရင်တော့ဆိုရင်ကျွန်မဝင်းချုပ်တယ်ဒီအဆိုင်ဒီ IBS သမားတွေကဦးလန်းကြောင့်မမှန်တဲ့လူတွေကဝင်းသွားလိုက်ဝင်းချုပ်လိုက်ဝင်းချုပ်ရင်2ရက်3ရက်ချုပ်လိုက်ပြီးဝေါ်ဆိုသွားလိုက်2ရက်3ရက်ပြီးချုပ်သွားလိုက်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ကျွန်မအရင်တော့ခံစားခဲ့ရတာတွေအဲ့ဒါတွေက probiotic တောက်လဲဟိုဘယ်လိုပြောလဲ probiotic တောက်တဲ့အချိန်ကကျွန်မဒီပိုးသက်ဆေးတောက်ပြီးတော့ဦးတွေပါတယ်ပိုးတွေပါတယ်အကုန်တန့်စင်ပြီးတော့မှ probiotic တောက်တဲ့အချိန်ကတော့အဆင်ပြေတယ်အဆင်ပြေပေမဲ့တစ်လ2လပဲကွာနောက်ပိုင်းကျတော့ကျွန်မဝင်းရနည်းနည်းကိုကprobiotic မှာကိုဝင်းချုပ်တဲ့ probiotic ရှိတယ်ဝင်းသွားတဲ့ probiotic ရှိရပေါ့နော် probiotic မှာအမျိုးမျိုးရှိသေးတယ်အဲ့တော့ကိုကဒီဖြည့်ဆက်စာတော်တော်များများဝင်းချုပ်တယ်ဥပမာကျွန်မဒီအဆိုင်သမားဖြစ်တဲ့အတွက်ကိုကဒီအဆိုင်သွေးယူစိတ်နာတွေပါရှိတော့သွေးအားနေတယ်တန်တက်အားနေတဲ့အတွက် iron တို့ zinc တို့တောက်တယ်ကွာတောက်တဲ့အခါကျတော့ပြီးတော့ omega 3 6 9ဘာလို့ဖြည့်ဆက်စာတော်တော်များများဒီ collagen တို့ဘာလို့ဆိုရင်လည်းရေများများတောက်ရတယ်ဝင်းချုပ်တဲ့ဒါတွေကဒီ supplement တွေတော်တော်များများဝင်းချုပ်တဲ့ဟာများတယ်ပေါ့နော်အဲ့အခါကျတော့ကျွန်တော်တို့တန်တက်အားဆေးဆိုလဲဝင်းချုပ်တယ်ဝင်းမဲတယ်ပေါ့နော်အဲ့ဒီအခါကျတော့ကျွန်မကဝင်းကသွားပေမဲ့နဲတယ်ဝင်းကြံတယ်လို့ခံစားရတယ်အဲ့တော့စိတ်အရမ်းညစ်ရတယ်ပေါ့နော်ကိုကဒီ supplement တွေတောက်တဲ့အခါဝင်းမဲတာဝင်းတွေကမဲပြီးတော့အဲ့လိုမျိုးစိတ်ကြီးတော့လိုမျိုးစမင်းခံနေဝင်းတွေတွိုင်းရင်စိတ်ဆင်းရဲရတယ်နေလို့ထိုင်လို့လည်းမကောင်းအစားအသောက်တွေလည်းစားလို့မရဘူးပြီးရင်လေမလဲဘူးအဲ့ဘိုက်ထဲမှာလေဒီအဆိုင်သမားဒီဥထဲမှာလေလေတွေကကွီနဲ့လေလေတွေပွားနေပြီးတော့ဖြစ်နေပြီးတော့အပြင်ကိုမထွက်တဲ့အခါကျတော့နေရထိုင်ရခက်တယ်ဒီအပေါ်ပြုတ်လေတွေပြုတ်အန်ကျင်တယ်လို့အစားလဲစားလို့မရလေတွေကအထဲမှာဒုက္ခပေးနေတာပေါ့နော်အဲ့ဟာတွေကိုအခုနောက်ပိုင်းကျမအကုန်လုံးကိုအဆင်ပြေကောင်းမွန်သွားတယ်ကျမလည်းကျမဒီတစ်လပိုင်းကကျမပိုးသက်ဆေးတောက်တယ်နော်ပိုးသက်ဆေးတောက်ပြီးရဲ့နောက်ပိုင်းမှာကျမတော်တော်လေးကောင်းသွားပြီးတော့ဒါပေမဲ့ကျမအဲ့နောက်ပိုင်းမှာ probiotic တောက်တယ်တခြားဘာဆေးမှမတောက်ဘူးအဲ့ပိုးသက်ဆေးတစ်ခါပဲတောက်ပြီးရဲ့နောက်ပိုင်းမှာကျမ probiotic ဆက်တောက်တယ် probiotic တောက်ပြီးတော့ probiotic တောက်တဲ့နောက်ပိုင်းမှာကျတော့ကျမဘာဖြစ်လဲဆိုတော့နောက်ပိုင်းဒီ S လား S အပြာနဲ့ပထမပလင်းလေးတောက်တယ် S အပြာတောက်တယ်ဝင်းချုပ်တယ်ဆိုတော့ကျွန်မတစ်လလောက်တောက်လိုက်တယ်တောက်ပြီးတော့ဒါလည်း supplement နဲ့ကျွန်မရဲ့ဆုံးဖြတ်ထားတဲ့ဟာကျတော့ကျွန်မ supplement တွေကို2လတောက်လိုက်1လနားလိုက်လို့တောက်မယ်ဆိုပြီးတော့ကျွန်မအဲ့လိုမျိုးတောက်ကြည့်ရပါတော့တောက်ကြည့်တော့ဒီ probiotic တောက်တဲ့အချိန်မှာလည်းဝင်းကမသွားဘူးလားဆိုရင်နည်းနည်းပဲသွားပြီးဝင်းကြံတယ်လို့ခံစားရတဲ့အတွက်ကျွန်မလက်ကောင်းလည်းရှိတယ်ပေါ့နော်လက်ကောင်းလည်းရှိတယ်ကျွန်မဒီရွှေကျုံးမယ်ဒီဟာကိုကျွန်မရှိမှလည်းတစ်ခါပြောမှုလေဒီရွှေကျုံးမယ်ကိုကျွန်မမှာတောက်တယ်ကျမဒီရွှေကျုံးမယ်ကိုတောက်တာအဲ့ဒီဟာတောက်တဲ့အချိန်ကစပြီးတော့ကျမဒီဝင်းမမှန်တာတွေလက်ကောင်းနဲ့ပတ်သက်ပြီးတော့ဒီစအိုကရားတာတွေဝင်းချုပ်တာတွေဘာတွေလုံးဝဘာဆိုဘာမှမဖြစ်တော့ဘူးဘာမှမဖြစ်တော့ဝင်းကပုံမှန်သွားတယ်ဒီဟာတောက်တဲ့အချိန်ကစပြီးတော့ဝင်းစားသမျှရှိတဲ့ဟာအကုန်သွားတယ်ဟိုလိုမျိုးဘိုက်နာတာတွေဘာတွေလည်းဘာမှမရှိတော့ဘူးတော်တော်လေးတက်တာတယ်ဒါပေမဲ့ကိုကအစားအသောက်ရှောင်ရတယ်အစားအသောက်ဆင်ကျင်ရတယ်ပေါ့နော်ကိုကအစားအသောက်ဆင်ကျင်ရတယ်ပေါ့နော်ဒီရွှေကျုံးမဲ့တောက်တယ်ကျမအရှိမကျမဒီအစာအိမ်ယောဂစပြီးကုတဲ့အချိန်ကစပြီးတော့တောက်လျှောက်ဒီနေ့အချိန်ထိပေါ့နော်ကျမရဲ့ကိုတွေ့ဖြစ်စဉ်လေးတွေကိုတွေ့ဟာလေးတွေကျမအကုန်လုံးကျမဘာတောက်နေလဲကျမဘလို့တက်တာလဲဘလို့ကောင်းမွန်လဲဆိုတာကိုတွေ့အတွေ့အကြုံတွေကိုတောက်လျှောက် share ထားတယ်ကျမရဲ့ဒီ profile တွေဝင်ကြည့်ပြီးတော့အစာအိမ်ကျမရေးဆိုပြီးရေးထားတဲ့ဒီ album တွေဝင်ကြည့်ပေါ့နော်အစာအိမ်နဲ့ပတ်သက်တာတွေပြီးရင်ကျမချက်အစာအိမ်ကျမရဲ့စားတောက်မှုပုံစံချက်ပြုတ်စားတောက်မှုပုံစံပေါ့နော်အစာအိမ်သမားတော်တော်များများအစာအိမ်ဖြစ်ပြီဆိုရင်စံပြုတ်တောက်ပဲဒါပေမဲ့ကျမစံပြုတ်လုံးဝမတောက်ဘူးရှိမှတော့တောက်တယ်1ရက်2ရက်တောက်တယ်ကွာတနေ့ကုန်တော့မတောက်ဘူးအဲ့1ရက်2ရက်တောင်မှကျမတစ်ပိုင်းပဲတောက်တယ်စံပြုတ်တောက်ရင်အားမရှိတယ်လို့ခံစားရလို့လူပုံနှုံးလို့လေ
ပြီးတော့ကျမကိုခံအားကောင်းမကြီးကျမကကြတော့အစာရင်ဖြစ်ပြီးတော့အရန်ဝလာပေါ့နော်ဝလာကိုခံအားကောင်းလုပ်တယ်အာဟာရရှိပရိုတင်းတက်များများစားတယ် prebiotic probiotic ကိုဂရုစိုက်စားတယ်ပေါ့နော်ဒီရွှေကျိုးမဲ့လေကောင်းသမားတွေကိုအခုတစ်ခေါက်ကပြောချင်တာလေကောင်းသမားတွေကိုပြောချင်တာအရန်ဟိုမှာကောင်းပါတယ်လေကောင်းသမားတွေကသိရတဲ့အတိုင်းဟိုဝင်းချုပ်တယ်ဝင်းချုပ်တယ်ပြီးရင်ဝင်းကဒီစအိုဝနာဆက်လိုက်ရားလိုက်အဲ့လိုကြီးဖြစ်တယ်လေဖြစ်တာဒီဟာတော်တော်လေးကောင်းတယ်ကျမဆိုရင်ဝင်းနေအရန်မှန်လို့တေးသေးလေးထွက်နေတယ်ဒီလက်သေးကွန်လောက်ထွက်နေတယ်အသီးတောင်မှမထွက်တော့ဘူးဒါပေမဲ့ဒီဆေးပြတ်ပြီးတော့ဝင်းချုပ်တယ်ဟိုအစားမားတယ်ဆိုရင်တော့ပြန်ထွက်လာတယ်ဝင်းချုပ်သူကလေကောင်းဝင်းချုပ်တာနဲ့ပြန်ထွက်လာလေကောင်းသမားတွေကလေကျမဟိုအဲ့လေကောင်းခရုတဲ့ဝင်းကြီးကတချို့တွေဆိုရင်ခွဲပြီးသွားတဲ့လူလည်းပြန်ဖြစ်တယ်ဟိုလိုမျိုးအလုံးအရန်ကြီးနေတော့ခွဲရမှာပေါ့နော်ဒါပေမဲ့အဲ့လိုနည်းနည်းအသေးဆိုရင်ခွဲပြီးသွားတဲ့လူတွေလည်းပြန်ဖြစ်ကြတယ်ပေါ့နော်ကျမဆရာဝန်ကလည်းခွဲမယ်ဆိုဆရာဝန်ကခွဲဖို့မပြောဘူးပေါ့နော်ကျမဆရာဝန်နဲ့လည်းနှစ်ခါလာပဲပြဘူးလေဒီဟာတောက်ပြီးရဲ့နောက်ပိုင်းမှာအဲ့ဝေဒနာကြီးတော်တော်လေးတက်တာသွားတယ်ဒီဟာတောက်တာကျမအခုဆိုရင်2လရှိပြီတစ်လောက်3ခုကုန်တယ်ပေါ့နော်ဒီရွှေကျိုးမဲ့တော်တော်ကောင်းတယ်အစာအိမ်သမားရှိတဲ့လူတောက်လို့ရလားဆိုရင်ကျမလည်းအစာအိမ်ကြီးရာတွေရှိတယ် IBS ရှိတယ်ပေါ့နော်ဒါပေမဲ့ကျမကဘယ်လိုတောက်လဲဆိုတော့ဒီကျမတို့ဘိုက်ကြဲတာတွေ level တစ်ဆိုဖြစ်တာတွေဘာညာပေါ့နော်ဒီဟိုပြင်းပြထန်ထန်ခံစားဘိုက်နာနေတာတို့ဘိုက်ဝင်းနေသွားပြီးဘိုက်နာနေတာတို့ဘိုက်ကြဲနေတဲ့အချိန်တွေမတောက်နဲ့ပေါ့နော်နည်းနည်းတက်တာတဲ့အချိန်မှာသူ့စမ်းတောက်ကြည့်လိုက်ကျမတို့ဝင်းရမ်းသွားတဲ့လူကတော့ဒါနဲ့အဆင်ပြေမပြေတော့ကျမမပြောတတ်ဘူးကွာကျမတို့ကလည်းဒီလိုပဲငါစမ်းတောက်ကြည့်လိုက်မယ်စမ်းတောက်တစ်ခေါက်လောက်စမ်းတောက်တာဘာမှမဖြစ်ဘူးနော်စမ်းတောက်ကြည့်လို့အဆင်ပြေဆိုစမ်းတောက်ဆိုပြီးတော့ကျမမှာပြီးတောက်ကြည့်တာအခုစမ်းတောက်ကြည့်လို့အဆင်ပြေတဲ့အခါကျတော့ကျမအခုဒါနဲ့ဆိုရင်2လမြောက်ရှိပြီပေါ့နော်အခုဘယ်နှလလဲကျမ4လပိုင်းစတောက်တာ4 5 6နှစ်လရှိပြီ4လပိုင်းကျမအဲ့တော့လည်းတစ်ခါတင်ပေးထားသေးတယ်တကယ်ကိုကောင်းတာတော်တော်ကောင်းတာနောက်တစ်ခုကကျတော့လေမလဲတဲ့သူတွေလေမလဲအခုကျမဘာတောက်နေလဲဆို तू ကဒီစိတ်ဆန်လည်းပြောတယ်ဒီဟာတောက်ရင် probiotic မတောက်နဲ့တော့တဲ့ကျမ probiotic လည်းတကယ်တောက်စရာမလိုတော့ဘူးဒီတစ်မျိုးနဲ့နေတော်တော်အဆင်ပြေနေတာကျမအခု2လရှိပြီပထမရှိမှကျမ probiotic တွေတောက်သွားတော့မှပဲဒီလောက်ကြီးကိုကောင်းတယ်လို့မခံစားအောင်ဘာလို့ဆိုတော့ဝင်းရတော့သွားတယ်ဒါပေမဲ့ကြံ့နေတယ်လို့ခံစားရတယ်ပေါ့နော်ကျမကမွေးရပါဝင်းချုပ်တဲ့သူမွေးကလေးကကျမချုပ်တာမွေးကလေးကချုပ်တာအဲ့လိုမျိုးဆိုတော့လေအခုဒီစိတ်နဲ့တွေ့ရတော်တော်လေးအဆင်ပြေတယ်ပြီးတယ်နောက်တစ်ခုကကျတော့ကျမဒီဆိုင်ဖြစ်တော့ပြီးတော့ကျမအသက်30ကျော်လာတဲ့အခါအရင်တော့လည်းကျမ collagen တောက်တာပေါ့နော်ဒီနောက်ပိုင်းမှာ9လလောက်လာပြီးကျမ collagen ဖြတ်လိုက်တာဖြတ်ပြီးတော့မှအဆိုင်နဲ့ပတ်သက်တာကြီးကုနေတဲ့အခါကျကျမလက်သေးတွေပါလာတယ်ဖနှောင်းတွေကွဲလာတဲ့အခါကျဖြစ်ဘူးငါ collagen ပြန်တောက်မှဖြစ်မယ်ဆိုကျမ collagen ပြန်တောက်တာတော်တော်လေးလည်းကောင်းလာပေါ့နော်လက်သေးတွေရောဖနှောင်းကွဲတာကြီးလည်းမရှိတော့ဘူးဘာမှရှိတော့ဘူးသပင်ကျွတ်တာကြီးလည်းမရှိတော့ဘူးပေါ့နော်အဲ့ဒါတောက်တာအခုလက်ရှိကကျမတောက်နေစီဒီဆေးချင်းကကျမအိယာနားမှာထားရတယ်သူကဘာလဲဆိုတော့ဟိုညအိယာဝင်နဲ့မနေ့အိယာထားတောက်လာတဲ့ဆေးချင်းပေါ့နော်ဒါ तू ကအဆောင်စားခင်အိယာနိုးချင်းလက်ဖက်ရည်စောနဲ့နှစ်စောလက်ဖက်စားစောနဲ့နှစ်စောအိယာဝင်နှစ်စောစားတယ်ပြီး collagen တောက်တယ်အိယာနိုးအိယာဝင်အိယာထားတောက်ရတဲ့ဆေးတွေပြီးရင်ကျမဒီဟာဟိုဟာအရှိမကျမ AX တောက်တယ်ပေါ့နော်ဒီလေစီးနဲ့ပတ်သက်ပြီးတော့ AX ကတောက်တယ်စပိုင်းတော့ကောင်းတယ်နောက်ပိုင်းကျတော့တိတ်ပြီးတော့ကိုယ်အတွက်မတိတာတယ်လို့ပဲပေါ့နော်နောက်ပိုင်းကျတော့ခံစားရတယ်အဲ့နဲ့ကျမဒီခါလေးတောက်တာတော်တော်လေးအဆင်ပြေတယ်သမင်းစားပြရတယ်ဒါလေးတောက်တယ်အရန်ဆိုးလာရင်တော့အခုပြောပြအောင်မယ်ဒီဟာတော်တော်ကောင်းတာကျမလေးဒီလားပြောပါချက်စရာနော်ကျမဒီမပေါက်တာနည်းနည်းကြားနေတဲ့ခါကျတော့ချက်စရာဒီ creaminess ကအစ်စ်ထုတ်တာဒါရွှေဦးမှာပဲရသေးတယ်တခြားဈေးဆိုင်တွေမှာကျမဝယ်တာရှာတာမတွေ့သေးဘူးပေါ့နော်ဒီအစ်စ်ထုတ်တာထင်ပါတယ်ဒီအရေးလေးသူကကြောင့်အညွှန်းပါတယ်အဆိုင်ဝေဒနာများတက်တာစီတော့ခြေစေးရည်တဲ့အစာမကြေတာရင်ပူတာအဲ့လိုလေထိုးလေအောင်တာအဲ့လိုလေထိုးလေအောင်အစ်စ်တက်အထွက်များတာဘာလို့ဆိုဒီဒါလေးကိုတောက်လိုက်ဒီထမင်းစားပြီးကျမထမင်းစားပြီးတော့တထုပ်တောက်ချပလိုက်တာတောက်လဲတောက်ပြီးတော့လေဘိုင်လေးကအတိရမလားဦးထဲမှာ green နဲ့ဖြစ်နေတာအုံးကွမ်ဆိုပြီးထွက်သွားဘိုက်ကိုချောင်းပြီးရှင်းသွားတာပဲတော်တော်ကောင်းတယ်ဒီ cream ရဲ့ဆေးအောင်တော့ရွှေဦးမှာပဲကျမရရတာအဲ့ဒါဒီတရက်နဲ့ပဲရှိသေးတယ်ပြီးတာကျမဒါလေးဝယ်ထားတာပေါ့နော်အဲ့ဒါကျမအခုလက်ရှိတောက်နေတဲ့ဆေးတွေပေါ့နော်ဒီဟာဒါကကြောင့်ကျမအရေးပေါ်မှာတောက်တယ်တထုံ1900ရတယ်ဆိုတော့ဒါကိုအရေးပေါ်မှာတောက်တယ်ဟိုလိုမျိုးသိမလားပိုင်းနာဘာညာလေးတို့လေးအောင်အဲ့လိုအဆိုင်ရောင်းတာလေးသိမလားလိုပိုက်ကြီးတင်းခဲ့ပြီးတော့အဆိုင်ရောင်းတာငပိရီကိုလေငရုတ်သီးမုံနဲ့အဲ့လိုနေတိုင်းပေါ့နော်နေတိုင်းထမင်းစားရတဲ့ထည့်စားလာတယ်ဆိုရင်ကောင်းတယ်အခုထမင်းစားပြီးတိုင်းဒီဟာတောက်တယ်တဖုံးတောက်တယ်ပြီးရင်ဒီရွှေကျိုးမယ်ညအိယာဝင်အိယာထားတာဒီရွှေကျိုးမယ်ဒီ collagen ဒီဟာတောက်နေကျမအခုလက်ရှိတောက်နေတာတက်တာလားမင်းကျမတက်တာပါတယ်ဟိုကျမဘယ်လိုချိန်နေမတက်တာဘူးလဲဆိုရင်ကျမငပီငုတ်တီးကတော့မစားတော့ဘူးနော်ငါပြီကိုအဲ့လိုငုတ်တီးနည်းနည်းနဲ့ပေါ့နော်တမုံအနံ့လေးပဲထည့်တာငုတ်တီးနဲ့အဲ့လိုနေစားတာတွေပြီးရင်ချက်မောင်ရွက်မြစ်ချက်မောင်နဲ့မြစ်လုံးဝမတည့်ဘူးမနေ့အခုခုနတင်ထားတယ်ချက်မောင်နဲ့မြစ်ကြော်လေအဲ့ဒါကျတော့ကျွန်မနည်းနည်းပဲစားလို့လားမသိဘူးအိုက်ဒီယာစားတာဘာမှမဖြစ်ဘူးဟိုအရှိမကျွန်မချက်မောင်ဟင်းကြီးတောက်တာဟိုလက်ပြကနေဆက်လာပြီးတော့အဲ့လိုမျိုးမတည့်ဘူးပေါ့နော်ချက်မောင်တော့မတည့်တာများတယ်ကျွန်မချက်မောင်နဲ့ကမုန်းချင်ရွက်နဲ့ဆိုကမုန်းချင်ရွက်နဲ့တည့်တယ်ချက်မောင်ရွက်နဲ့မတည့်ဘူး
အဲ့လိုမျိုးရှိရပါတော့တခွားသီးနဲ့တဲ့တယ်အစားတော့တော်တော်များများတော့ကျွန်မစားလာတယ်ပေါ့နော်စားပေမဲ့စားနေပေမဲ့ကျွန်မမှာ brain wash လုပ်ထားတယ်လို့ပဲအသိစိတ်ဝင်နေဟာငါကြောက်တယ်ငါထပ်ပြီးစားရင်စစ်ကကွာဟိုဘယ်လိုပြောမလဲမစားရဲဘူးဖြစ်နေပေါ့နော်ဒါလေးစားလိုက်ရင်ဟာငါထပ်စားလို့မရတော့ဘူးအဲ့လိုမျိုးလေးစိတ်ဖြစ်တယ်ပေါ့နော်အဲ့လေးပြောချင်တာလက်ရှိအဲ့ဒါလေးတောက်နေတယ်ကိုကတကယ်လို့ပါဟိုလိုမျိုးဘယ်လိုပြောမလဲအစားတော့အစိတ်ပါတဲ့ဟာပေါ့နော်ဘယ်လိုပြောမလဲအစိတ်တောက်ဖြစ်မဲ့အစားတောက်တွေပါဥပမာအင်ဦးလို့ပါလို့ဆိုကွာဟိုတောက်သွားတဲ့အစားဆိုင်ပါဆိုတော့ဒါတောက်တာပေါ့နော်မဟာဖြည့်စည်းလေးတောက်တယ်အမြဲတမ်းတော့မတောက်ဘူးမဟာဖြည့်စည်းကဝင်းချုပ်တယ်လူများတော့မသိဘူးကျွန်မဝင်းချုပ်တယ်ပြီးတော့မဟာဖြည့်စည်းကအရက်တောက်ရင်တော့ဒါလေးတောက်ပါနော်အရက်တောက်ရင်အရက်အမူးပြေရင်ခေါင်းကိုက်တာတွေပါမဖြစ်ဘူးနဲ့အိပ်ရနိုးရင်လေအဲ့ဒီပြောချင်ပါတယ်ဒီမှာဒီဟာလေးပါကောင်းတယ်သိလားကိုအစားမားသွားလို့ရင်ဖြစ်ရင်ငယ်ဘာကြီးကဲနေတာလို့ဘိုက်ထဲမှာအီးမပေါက်လို့လေဂွီဖြစ်နေဒါလေးတောက်ချလိုက်တထုပ်တောက်လိုက်အုံးကွာစုခတ်သွားတယ်အဲ့လိုမျိုးပါအကုန်စားလို့ရနေလားဆိုရင်ကျမကောက်ညင်းစားလို့မရဘူးကောက်ညင်းပြီးရင်စီအများကြီးနဲ့ကြော်တာပေါ့နော်စားချင်လားတစ်ခုပဲစားအဲ့တစ်ခုရတစ်ပိုင်းလောက်ပဲစိတ်ကငါစားလိုက်ပါတယ်ဆိုလဲစိတ်နဲ့ပဲစားလိုက်ပေါ့နော်ဥပမာဘူးတီကြော်လို့ပါဘူးမတည့်ဘူးသူကောက်ညင်းဟိုမှာသူတို့ကတည့်မှာကောက်ညင်းဆန်ပါညာဟိုမှာစီအများကြီးနဲ့ကြော်ထားတာလေကောင်းချင်းပေါင်းလုံးဝမတက်ကောင်းချင်းကော်ဖီကဖိန်းတက်ပါလာရင်လုံးဝမတက်စလိတ်အရက်ဘာညာမတောက်နဲ့အဲ့ဒါမတက်ဘူးငပြားရေးငပိငချောင်းငပြားရနည်းနည်းလေးထည့်ပေါ့ဟင်းချက်ရင်ထည့်စားရပါတယ်ဒီလားအများကြီးတော့မစားနဲ့ပေါ့နော်ငပြားကြီးချက်တို့ပါလို့မျိုးပေါ့နော်ငပြားကြီးအများကြီးပါတယ်ဟာကြီးမတက်ပါပြီးရင်ကျမready made ဟိုတော်တော်များများတော့တိတ်မစားဖြစ်တော့လေအိမ်မှာအနည်းငယ်ကိုပါဘူးလှုပ်စားတဲ့အခါကျတော့ဟိုဟာဖြစ်တယ်ဘယ်ဟာကြီးမတက်လဲဆိုတော့တိချာတော့မမှတ်မိတော်တော်များကျမစားနေပါတော့ready made ဒီမစားဘူးဥပမာငါတစ်တာဘူးလို့စီတူဘူးလို့အဲ့ဒါကြီးမစားဘူးခောက်ဆွဲချောင်းတော့တစ်ခါလေးပဲစားတယ်ပေါ့နော်အနည်းတန်းစားရင်တော့လုံးဝမတည့်ပါဘူးဆိုင်ကပြလာလိမ့်မယ်အဲ့ဆိုမတည့်ဘူးရက်ပြီးတော့ဟိုအခုမတည့်ဘူးမလားမတည့်ရင်တော့မစားနဲ့ဟိုလက်ရှိခံစားနေရတဲ့ဘိုင်းအင်တာတွေဟို level ဆက်တာတွေဖြစ်နေဆိုရင်အဲ့လိုမျိုးဟိုအိုမတ်တောင်းဒါလေးတောက်လိုက်ဒီဟာငါမတည့်တာတွေဒီဟာလေးတောင်းရင်တက်တာတွေဆိုပြီးတော့မတည့်တာတွေနေ့တိုင်းစားပြီးတော့ဒါတွေတောက်အိုမတ်တွေတောက်ရင်တော့စိတ်ကတိုးမှာမဟုတ်တော့ဘူးအစားတောက်နေပဲကူပါမှာအဓိကကျမဘာစိတ်တောက်နေလဲကျမအဓိကအစားတောက်နေပဲအစားတောက်ထဲမှာကိုယ်ခန္ဓာကိုကောင်းချိုးပေးတဲ့အစားတောက်တွေဘာတွေကကောင်းချိုးပေးလဲဆိုတာကိုကျမလေ့လာပြီးတော့ပဲကိုယ်ခန္ဓာကိုယ်တော့ကောင်းချိုးပေးတဲ့ဟာတွေကိုပဲကိုချက်စားတယ်ပေါ့နော်ပြောပြချင်တာပါ